မှာလည်း ingredient လေးတွေကိုထည့်ပေးထားပါတယ်။ဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ရှုအားပေးပါရှင်။ညီမကဝယ်လာတဲ့ပဇွန်ကိုရေကို3ခါဆေးလိုက်တယ်။ပြီးသွားရင်ပဇွန်ရဲ့ခေါင်းကိုဖြတ်ပါတယ်။ပြီးခန္ဓာကိုယ်ကခြေချောင်းလေးတွေကိုအရင်ဖြတ်ပစ်ပါမယ်။ခေါင်းပိုင်းကခြေထောက်လေးတွေကိုမဖြတ်ခင်အရင်ဆုံးခေါင်းထဲကအညစ်အကြေးကိုအရင်ထုတ်ပါမယ်။ပြီးရင်ခေါင်းပိုင်းကခြေထောက်လေးတွေကိုညှက်ပစ်ပါမယ်။ပဇွန်ရဲ့ခန္ဓာကိုယ်ထဲမှာလည်းအညစ်အကြေးတွေရှိတယ်။ထို့ကြောင့်ပဇွန်ရဲ့ခန္ဓာကိုယ်ကိုကချီနဲ့ညှက်ပြီးတော့အထဲကအညစ်အကြေးတွေကိုညီမဆွဲထုတ်ပါမယ်ရှင်။ခန္ဓာကိုယ်ကိုကချီနဲ့ညှက်ပြီးသွားရင်ဖြေးလိုက်ရင်တွေ့ရမလားအဲ့ထဲမှာအညစ်အကြေးလေးရှိရဲ့အဲ့အညစ်အကြေးတွေကိုညီမတို့ဆွဲထုတ်မယ်။ပဇွန်တွေကအညစ်အကြေးတွေကိုတေချာတန့်စင်ပြီးသွားရင်ထိုပဇွန်ကိုပကံနဲ့ထည့်ပြီးတော့ညီမစီထားပါတယ်ရှင်။ပြီးသွားရင်စနင်းတစ်စုံကိုပဇွန်ပေါ်မှာဖြူပါမယ်။ပြီးရင်စားတစ်စုံထည့်မယ်။ညီမကတော့ငရုတ်သီးကြိုက်တဲ့အတွက်ငရုတ်သီးလေးကတစ်စုံထည့်ပါတယ်။ရိုးတရားငံပြရင်တစ်စုံကိုညီမပဇွန်ပေါ်မှာအနည်းငယ်ထည့်မယ်။ပြီးရင်အားလုံးသမသွားအောင်ပဇွန်ကိုနေရမယ်ရှင်။နေပြီးသွားတဲ့ခါကျရင်နေပြီးသားပဇွန်ကိုမိနစ်20လောက်နှက်ထားပါမယ်ရှင်။ပဇွန်နှက်ထားတော့လေကျွတ်သွန်ဖြူကျွတ်သွန်နီဂျင်းတို့ကိုညီမလှီးထားပါတယ်ရှင်။အိုးထဲမှာဇွန်အပြည့်ညီမစီတစ်ခွက်ထည့်ပါတယ်ရှင်။စီများများကြိုက်တဲ့သူကတော့စီပိုထည့်ပေါ့နော်။ညီမကတော့စီရှော့စားတဲ့အတွက်စီနည်းနည်းပဲထည့်ပါတယ်။စီဆူလာတဲ့အခါကျရင်ကျွတ်သွန်ဖြူတွေကျွတ်သွန်နီဂျင်းတွေကိုထည့်ပြီးတော့လှော်ပါမယ်ရှင်။ကျွတ်သွန်ဖြူကျွတ်သွန်နီချင်းတွေအနီရောင်လေးတန်းလာပြီဆိုရင်ညီမဘာလုပ်မလဲဆိုတော့ပဇွန်ကိုခုနနှက်ထားတဲ့ပဇွန်ကိုထည့်လိုက်မယ်ထည့်ပြီးတော့အိုးထဲမှာသမအောင်လှော်ပေးပါမယ်ရှင်တတိထားမှာညီမတို့လှော်တဲ့အချိန်မှာပေါ့နော်ပဇွန်အကောင်တိုင်းအယောင်ပြောင်းလာတဲ့အထိပေါ့နော်ညီမတို့ဖြည်းဖြည်းချင်းလှော်ပေးရမယ်ဒါမှပဇွန်ကပိုပြီးစားလို့ကောင်းနေပေါ့ရှင်ပဇွန်အယောင်ပြောင်းလာပြီဆိုလေရေလေးနည်းနည်းလေးထည့်ရမယ်ပေါ့နော်အဲ့ဒါအမှပဇွန်ကပို့ပြီးတော့ဆက်နဲ့စားလို့ပိုကောင်းတယ်ထည့်ထားတဲ့ရေတွေခန်းတဲ့အထိညီမကဖြည်းဖြည်းလေးနဲ့မီးအေးအေးလေးနဲ့နှက်ထားရမယ်နော်ကဲရေလေးလည်းခန်းစားပြုတ်လာပြီပဇွန်လေးကလည်းမှုေးနေပြီအဲ့ခါကျတော့ညီမဘာလုပ်မလဲဆိုတော့မီးပိတ်ပြီးတော့ပကံနဲ့ထည့်ပါမယ်ရှင်အခုအရန်စားကောင်းတဲ့ပဇွန်ကြော်ချက်တစ်ခွက်လေးရပါပြီပရိသတ်ကြီးတို့လည်းညီမနဲ့တူတူချက်စားကြည့်ကြနော်အရန်စားကောင်းလို့ပါပါဝင်တဲ့ ingredient လေးတွေကိုညီမဒီမှာထည့်ရေးပေးထားပါတယ်ညီမရဲ့ channel လေးကိုသဘောကျတယ်ဆိုရင် like and follow subscribe လုပ်ပေးပါနော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်